ကျမယောက်ျားကလင်းလိုချင်နေတဲ့သူပါကျမကတော့လူအမြင်မှာအဖက်ဆယ်ဖို့အတွက်သူကဘာအနေနဲ့လက်ထပ်ထားတဲ့ဟန်ပြဇနီးတွေပေါ့ကန်ဆိုးချင်တော့လက်ထပ်ပြီး3လအကြာမှာပဲမာကွတ်ဆန်အင်တော်ကြီးချိတ်ပိတ်သိမ်းဆီးခံလိုက်ရတယ်ကျမတို့လင်မယားလည်းအထက်တန်းစားဘဝကနေတာမန်ရက်သားဘဝကိုရုတ်တရက်ကြီးကြာဆင်းသွားပြီးမြို့တော်ကနေပါနှင်ထုတ်ခံလိုက်ရတာပေါ့တက်ငယ်မိုဒယ်လေးထဲမှာထိုင်တက်ပြင်းချနေတော့မိခင်ဖြစ်သူရောက်ခမကကျမရဲ့နုနယ်လှပတဲ့မျက်နှာလေးကိုကြည့်ပြီးမကောင်းတဲ့အကြံတွေထွက်လာပါလေရောချွေးမမင်းရုပ်ရည်မျိုးနဲ့သာဆွေးဟုံပြည့်တစားနန်းတော်မှာတွားရောက်ရင်ဈေးကောင်းရမှာအသေးချပဲတဲ့ဒါကိုကြားတော့ကျမတုံလုံးချောက်ချသွားတာပေါ့တခြားနည်းလမ်းမရှိတော့တဲ့အစုံစိတ်ကိုတင်ပြီးပထမဆုံးခြေလမ်းကိုလှမ်းလိုက်မိတော့တယ်ကျမယောက်ျားကိုကျိုးနဲ့တုပ်ပြီးယောက်ျားပြည့်တစားယုံကိုပို့လိုက်တာပေါ့ကျမယောက်ျားကလည်းမငင်းတာတလူလူပါသွားတလူလူနဲ့ပတ်စံရဖို့အတွက်ဧည့်သည်တွေလက်ခံပါလေရောရက်အနှဲငယ်အတွင်းမှာပဲမြို့တစ်မြို့လုံးမှာယောက်ျားပြည့်တစားယုံကိုချုံမောလှပလုံးနဲ့ကချေတဲ့တူရောက်လာပြီဆိုပြီးနာမည်ကြီးသွားတာပေါ့ကျမယောက်ျားကလည်းတနေ့ထက်တနေ့ပို့ပြီးကျွမ်းကျင်လာတယ်လို့ဧည့်သည်တွေစီကနေဆုလက်တွေအများကြီးရအောင်လဲဖျားယောင်းနိုင်လာတယ်ကျမယောက်ျားသူများနောက်ပါသွားမှဆိုတာနဲ့ကျမလည်းမတက်နိုင်တဲ့အစုံသူ့အခန်းထဲကကာယံထားတဲ့လိုက်ကနောက်မှာနေတိုင်းပုံပြီးစောင့်ကြည့်နေရတာပေါ့အဲ့ဒီမှာထိုင်ပြီးဖျဲစီလေးစားနေတော့အထဲကနေဝမ်းသာအားရဖြစ်နေတဲ့ကျမယောက်ျားရဲ့အတန်ကိုကြားလိုက်ရတယ်ရှင်ဒီကြောက်စိမ့်ဆွဲသီးကရှေးဟောင်းပစ္စည်းပဲယတနာစစ်စေးကအတွက်ထပ်ဆောင်ကပေးရပါမယ်နော်တဲ့ကျမရဲ့ဖခင်ကမြို့တော်မှာအဆင့်6အရာရှိတယောက်ဖြစ်ပြီးသမီး8ယောက်ရှိပါတယ်သူကဘရင်ဆရာတယောက်ကိုငှားပြီးသမီးမွေးမဲ့ရုပ်ချိုးပေးမဲ့အသိဉာဏ်နဲ့တဲ့အမျိုးသမီးတွေကိုပဲရွေးပြီးအမြောက်မရအဖြစ်ယူခဲ့တာပါဒါဆိုတာပြုစုပြိုးထောင်ပေးရတာခက်တယ်ငါကဘဲကပတ်စံနဲ့ထောက်ပတ်နိုင်မှလဲတကယ်လို့ကရုံးပေါ်ထိတ်ခွက်မဲ့တားမျိုးရလာရင်ငါအိုစားတာမလှပဲနေဦးမယ်သမီးဆိုတာကချောဖို့ပဲလိုတာအရှိန်ဝါရှိတဲ့မိသားစုတွေတဲ့လက်ထပ်ပေးလိုက်ရင်ငါအတွက်ယာတုတက်ဖို့နဲ့ချမ်းသာဖို့ကလက်တကမ်းမှာပဲဆိုတဲ့အယူဆနဲ့သူကသမီး8ယောက်တောင်တပြိုင်နက်တည်းမွေးခဲ့တာပေါ့ကျမကတော့အဲ့ဒီသမီးတွေထဲမှာအလှဆုံးပါဒါကြောင့်ပဲမာကွတ်ဆိုင်တော်ကအဖွားကြီးရဲ့မျက်စိကျခြင်းကိုခံရပြီးငါချင်းစီပြန်ကိန်းဆိုင်တလူမျိုးမြင့်မြတ်တဲ့မျိုးနွယ်စုဝင်နဲ့လက်ထပ်ခွင့်ရပြီးလူမှုအတန်းစားကိုကြော်တက်နိုင်ခဲ့တာပေါ့အထက်ပြီး3လအတွင်းမှာကျမတခါမှမစားဘူးတဲ့အရသာရှိတာတွေကိုစားရပြီးအဝတ်စားဆိုရင်လည်းနေတိုင်းမထက်အောင်ဝတ်ခဲ့ရတာရောက်ခမကလည်းဖះเจ้าဆောင်လေးထဲမှာပဲအနေများပြီးရောက်ခထီကလည်းစစ်မြေပြင်မှာဆိုတော့ကျမကပဲဆိုင်တော်ရဲ့အရှင်သခင်မဖြစ်နေတာပေါ့ဒါပေမဲ့အရာရာတိုင်းကပြည့်စုံမနေပါဘူးရှင်ကဘာယောဂရှိလို့လဲဒါမှမဟုတ်ဖုန်ကြီးဝတ်ဖို့ကြင်ကြံနေတာလားလို့ကျမမေးမိတော့ချန်ချောင်းယုံမင်းကတကယ်ကိုနှိမ့်ကြတဲ့မျိုးရိုးကလာတာပဲလူကဲခက်လည်းမသိဘူးအဖြစ်လို့အရာရာကိုအတင်းအဓမ္မစူးစမ်းကျင်နေရတာလေဒီအိမ်ရှိဆန်ကမင်းကိုသဘောမကျလို့ပဲတခြားအကြောင်းပြချက်မရှိဘူးတဲ့ကျမလိုလှတဲ့မိန်းကလေးကိုမှကိုယ့်ယောက်ျားကသဘောမကျဘူးဆိုတော့တရားမျှတမှုကဘယ်မှာလဲဒါပေမဲ့ကိစ္စမရှိပါဘူးကျမကကြန့်ခိုင်တဲ့မိန်းမတစ်ယောက်ပါယောက်ျားရဲ့အချစ်ကိုမရရင်တော့ကောင်းကောင်းမွန်မွန်နေထိုင်သွားမှာပါစိတ်လို့ကိုလို့ဈေးဝယ်ထွက်ရတဲ့ဘဝကတကယ်ကိုတာရစရာပဲရုတ်တရက်မြင်လိုက်ရတဲ့မြင်ရထားကတာမန်လူတွေစီးတာနဲ့မတူဘူးပြဿနာမတက်အောင်ရှောင်တာပဲကောင်းမယ်လို့တွေးနေတော့ဝေမင်ကျဲရဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကကျမယောက်ျားရဲ့အတန်ပဲဒီမြင်ကွင်းကိုကျမတသက်မိမှာမဟုတ်တော့ဘူး။အော်ဒါကျမယောက်ျားတကယ်ပါပဲလားကျမနဲ့3လတောင်လက်ထပ်ထားတဲ့ယောက်ျားကတကယ်တော့ယောက်ျားချင်းစိတ်ဝင်စားသူလေလားဘလို့ဖြစ်ရတာလဲလူကြီးတွေပြောတာမှန်တာပဲတန်ဖိုးနဲ့တဲ့ပစ္စည်းကကောင်းလို့မရှိဘူးဆိုတာကျမကန်ကောင်းလာပြီဆိုပြီးစောစောစီစီဝမ်းသာမိတာမှားသွားတယ်။ဒါကြောင့်လေရောက်ခမကကျမတို့လင်မယားအရေးကိုဘယ်တော့မှဝင်မဆွတ်ဖက်တာကိုသူတို့အားလုံးသိနေကြတာပဲကျမနဲ့လက်ထပ်ပေးလိုက်တာကလူအမြင်ကောင်းအောင်ဖုံးကွယ်ဖို့တက်တက်ပဲပေါ့။ဒီနေ့တော့ကျမယောက်ျားစိတ်အခြေအနေတော်တော်ကောင်းနေပုံရတယ်ကျမကိုကြမ်းပြင်ပုံမှာသွားအိတ်ခိုင်းမနေဘူးပုံမှန်ဆိုရင်တော့အဲ့ရမဝင်ခင်ဘသူကကတင်ပေါ်အိတ်မလဲဆိုတာနဲ့အမြဲရန်ဖြစ်နေကြလေအခုလိုအခြေအနေမျိုးနဲ့ရှေ့ဆက်ပြီးကျမဘဝကိုဘလို့ဖြတ်တန်းရမလဲသူကတော့ကျမနဲ့ကလေးယူမှာမဟုတ်တာတေချာတယ်ကလေးမရှိရင်ကျမရေရှည်မှာဘလို့ရက်တည်မလဲဥမချနိုင်တဲ့ကြက်မလို့ကဲ့ရက်ခံရတော့မှအသေးချာပဲဘသူကိုမှလည်းရှင်းပြလို့မရဘူးမိသားစုရဲ့အရှက်ရစရာကိစ္စကိုအပြင်လူသိလို့မဖြစ်ဘူးလေထန်ချောင်းယုံမင်းပါလို့တက်ပြင်းတွေဒီလောက်ချနေတာလဲငါရဲ့ကံကောင်းခြင်းတွေတောင်မင်းတက်ပြင်းနဲ့ပါကုန်တော့မယ်